လုပ်ငန်းဥဆောင်သူတွေနဲ့မှန်တာတွေကိုမှန်မှန်လုပ်ဖို့မှန်တာတွေကိုမှန်မှန်လုပ်နေဥဆောင်သူတယောက်ကိုလူတွေကယုံကြည်တယ်လူတွေကယုံကြည်ပြီးဆိုလို့ရှိရင်ဟလာဒီခေါင်းဆောင်တွေနဲ့သူတို့လက်ခံကြတာကြဒါပေမဲ့အဲ့လိုတွေမှန်တာတွေလို့ရင်းနဲ့တစ်ခါတလေမှာလွဲမှားတာလေးတွေဆုံးဖြတ်ချက်မှားသွားတာလေးတွေဖြစ်သွားလို့ရှိရင်အဲ့ဒါမျိုးတွေမှာကိုယ်တိုင်းမှားသွားကြောင်းဝန်ခံပြီးတော့တောင်းပန်ပြီးတော့အမားကိုအမြင်ဆုံးပြင်ပြီးတော့ဒီချိန်မှာမှန်တော့အောင်ပြင်ပြီးတော့လုပ်ဖို့အဲ့တော့အဲ့လိုမျိုးပဲနဲ့အမားကိုမတောင်းပန်ဘူးအမားကိုဝမခံဘူးအဲ့ဒါပြီးလို့ရှိရင်ဒီလိုချုပ်ပဲဆက်ပြီးတော့မားနေပြီလို့ကြားလာလေးယုံကြည်မှုတွေဆုံးရှုံးတာဖြစ်တယ်အဲ့တော့အချို့သောကိစ္စတွေမှာအဲ့ဒါဒီဇာတိကဘိုင်းလိုမျိုးအချို့သောကိစ္စတွေမှာလူတွေလက်မကန်တဲ့အမားလိုမျိုးအဲ့ဒါမျိုးသွားပြီးတော့ကျူးလွန်နေတယ်ဆိုရင်အဲ့ဒါဒီလူတွေရဲ့ယုံကြည်စိတ်ချမှုကလုံးဝဆုံးရှုံးသွားတယ်အဲ့လိုအခြေအနေမျိုးကြရင်လူသားရှိထားတဲ့ဩဇာညောင်းမှုကိုပြန်ပြီးတော့ရယူလို့ခက်သွားတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒါဒီခေါင်းဆောင်ဖြစ်ကျင်တဲ့လုပ်ငန်းပွဲမှာစစ်မှန်တဲ့ဥဆောင်သူတွေအသိမှတ်ပြုတဲ့ဥဆောင်သူတွေအများကြီးနဲ့လုပ်ပြီးတော့ကြီးမားတဲ့ရည်မှန်းချက်တွေကိုအိမ်မက်မက်မဲ့လုံဥဆောင်သူဆိုတာယူကြည်ဖို့ထိမ့်နေတယ်လို့ကြည့်တယ်လူတွေကိုလူဒီလိုရတဲ့အိမ်အောင်ပြန်လုပ်ဖို့လိုတယ်ဟိုကတခုကိုလုံးမယ်ဆိုရင်တကယ်လုံးမယ်ဖြစ်ရမယ်မလုပ်ဘူးဆိုရင်တကယ်မလုပ်ဘူးဖြစ်ရမယ်ကိုယ့်ရဲ့ performance ကိုစိတ်ပါရင်လုပ်လိုက်စိတ်မပါရင်လုပ်လိုက်ဟုတ်ပဲနဲ့အများနဲ့ design မှတ်နဲ့ quality ရှိတဲ့လူအရေးချင်းရှိတဲ့လူဆိုတော့ပြဖို့လိုတယ်လူတွေကိုမိကိုအားထားထိုက်တဲ့လူဖြစ်တယ်ကိုကလို့ရတယ်ဆိုတဲ့ data မျိုးပြဖို့လိုတယ်ဒါဆိုလို့ရှိရင်တော့ကြားလေးလေးလူတွေကပုံပြီးတော့ယုံကြည်လာကြမယ်လူတွေယုံကြည်လာကြလေလေအများနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့လုပ်ငန်းရည်ရှင်မှုတိုးတက်မှုတွေလည်းပုံပြီးတော့ရရှိလာတယ်ကျေးဇူးအများကြီးတင်ပါတယ်